မိုးအေးလုံနဲ့ညတညလာကတိမ်နောက်ကနေဖြည်းဖြည်းချင်းထွက်လာတယ်ရွာလေးတစ်ရွာလုံးကိုအလင်းဖြော့ဖြော့နဲ့လင်းထိန်စေတယ်ရွာအနောက်ဘက်တောနာမှာတစ်သားအိမ်အိုကြီးတစ်လုံးတိတ်တိတ်လေးရှိနေတယ်အဲ့ဒီအိမ်ကိုရွာသားတွေကမသွားတဲ့အိမ်လို့ခေါ်ကြတယ်လေးတိုက်တိုင်းအိမ်တကားကကီကီဆိုပြီးအတန်ထွက်နေတတ်တယ်တနေ့မှာအောင်ဆိုတဲ့လူငယ်လေးတစ်ယောက်ကအဲ့ဒီအိမ်ကိုတွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်တရေဆိုတာမရှိဘူးလို့သူယုံကြည်နေတယ် ဟေ့အောင်လေကြားပြီလားဒီရွာရဲ့မနီးမဝေးမှာအလွန်၆တဲ့အိမ်ကြီးရှိတယ်တဲ့အေးဟုတ်တယ်ဘသူမှအိမ်ညာမသွားရဲကြဘူးတဲ့ ငါသွားမယ်မင်းတို့ရောက်လိုက်ခဲ့ ည7 နာရီအောင်နဲ့တုတ်တငယ်ချင်းနှစ်ယောက်လက်မီးတိမ်တွေဂိုင်းပြီးအိမ်ရှိမှရက်နေကြတယ်လေပြင်းတစ်ချက်တိုက်သွားတယ်တကားကအလိုလျောက်ဖြီးဟေးချင်းပွင့်သွားတယ်သူတို့အိမ်ထဲဝင်လိုက်တယ်ဝင်လိုက်ချင်းလေအေးတစ်ချက်ကိုတစ်ချောင်းရှောက်သွားတယ်ရုတ်တရက်တကားကဒေါင်းဆိုပြီးပိတ်သွားတယ်တငယ်ချင်းတစ်ယောက်ဘသူလဲတော့အော်လိုက်တယ်တိတ်ဆိတ်နေတယ်အဲ့ဒီအချိန်မှာအပေါ်ဓာတ်ကနေတောက်တောက်ဆိုတဲ့ခြေတံကြားလာတယ်အတန်ကနီးလာတယ်သူတို့အပေါ်ဓာတ်ကိုတတ်သွားကြတယ်အခန်းတစ်ခန်းတကားပိတ်ထားတယ်အောင်ကလက်ဖြင့်ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ကရစ်ဆိုတဲ့အတန်နဲ့တကားပွင့်သွားတယ်အခန်းလယ်မှာထိုင်ကုန်တစ်လုံးထိုင်ကုန်ပေါ်မှာအဝတ်ဖြူဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ထိုင်နေတယ်သူမရဲ့သပင်ရှည်ကြီးကမျက်နှာကိုဖုံးထားတယ်အောင်ရဲ့နှလုံးကုန်ထန်မြန်းလာတယ်မိန်းကလေးကဖြည်းဖြည်းချင်းခေါင်းကိုလှမ်းတင်းလိုက်တယ်သူမရဲ့မျက်လုံးတွေကအမဲရောင်လုံးဝအဖြူမရှိဘူးသူမကအတန်နှိမ့်နှိမ့်နဲ့ပြောတယ်မင်းတို့ဘာလို့လာလဲတငယ်ချင်းနှစ်ယောက်ကြောက်လန့်ပြီးအောက်ထပ်ကိုပြေးဆင်းသွားတယ်အောင်တယောက်ပဲကြမ်းနေတယ်မိန်းကလေးဟာထိုင်ကုန်ကနေထလိုက်တယ်သူမရဲ့ခြေသန်းကမကြားရဘူးဒါပေမဲ့သူမဟာအောင်နာကိုနီးလာတယ်လက်မီးရင်အလင်းကတဖြည်းဖြည်းလျော့လာတယ်အခန်းထဲအမှောင်ကျလာတယ်သူမရဲ့အသက်ရှူသန်းအောင်နာမှာထိလောက်အောင်နီးလာတယ်ရုတ်တရက်လက်မီးရင်မီးပြတ်သွားတယ်အမှောင်ထဲမှာအော်သံတစ်ခုကြားရတယ်ပြီးတော့တိတ်ဆိတ်သွားနောက်တနေ့မနက်ယူရာသားတွေအိမ်ရှိကိုလာကြတယ်သူတို့တွေ့တာကအောင်ရဲ့လက်မီးရင်ပဲအောင်ကိုတော့မတွေ့တော့ဘူးဒါပေမဲ့ညတိုင်းအပေါ်ထက်ပရင်းပေါက်မှာလူငယ်လေးတစ်ယောက်ရဲ့အရေးမြင်ရတယ်သူ့ဘေးမှာအဝတ်ဖြူဝတ်ထားတဲ့မိန်းကလေးတစ်ယောက်လေတိုက်တိုင်းအတန်တစ်ခုကြားရတယ်မပြန်နဲ့